အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကြက်သားပြုတ်ချိုအီလေးဘယ်လိုလုပ်အောင်လဲဆိုတာလုပ်ပြတော့မှာဖြစ်ပါတယ်။အရင်ဆုံးတက်စင်ပြီးတဲ့ကြက်သားတွေကိုကြက်သားမုန့်ထည့်မယ်၊စားဟင်းမုန့်ထည့်မယ်၊ဆလင်းမုန့်လေးတွေထည့်ပါမယ်။ဤရနဲ့ချင်းထောင်းထားတဲ့အရည်လေးကိုညှစ်ထည့်ပါမယ်။ဒီတိုင်းလေးကိုနယ်ပြီးတော့15မိနစ်လောက်နှက်ထားပါ။ဤရနဲ့အိုးထည့်ပါမယ်။အိုးလေးကိုကြက်သားလေးတွေအရင်ထည့်လုံးမှဖြစ်ပါတယ်။ကြက်သားလေးကိုဟိုဘက်တစ်ဘက်ထပ်လှမ်းပေးပါကြက်သားလေးတွေလုံးထားတဲ့အနေထားရသွားပြီဆိုရင်တော့ရေထဲပါမယ်ရေထည့်ပြီးတော့အဖော်အောင်ပြီးခဏတဲလိုက်ပါမယ်ပြီးပြီဆိုတော့ဒီရေနည်းနည်းကြံတဲ့အနေထားမှာစီလောင်းထဲပါဖြစ်ပါတယ်စီအိုးလေးကိုတက်တက်ထဲကြောတာထက်စားရင်တော့ဒီရေကျန်တဲ့အနေထားတိုင်းရေထည့်လိုက်တာကပိုးပြီးတော့နင်းရဲ့အစ်ဆက်ရစားလို့အရင်ကောင်းပါလေလို့ဆက်ကြည့်ပါဒီရနဲ့ကြက်သားလေးကြီးရဲပါပြီဆိုရင်အရောင်ကြီးတန်းလာပြီဆိုရင်ရပါပြီဒါဆိုပြီးလေးခဏကြပ်ပြီးတော့ဒီလေးကိုထပ်လိုက်ပါမယ်ဒီထပ်ထားတဲ့ထဲမှာစက်တုံးကြီးလေးတွေထည့်မှဖြစ်ပါတယ်စက်တုံးကြီးလေးတွေထောင်းထားပေးပါဒီထပ်တဲ့ပြီးလေးကိုစက်တုံးကြီးလေးတွေထည့်ကျော်လိုက်ပါတယ်စက်တုံးကြီးလေးထည့်ကျော်ပြီးရင်ကြက်သားလေးကိုခုနအနှံ့လေးရအောင်မွေးလိုက်ပါမယ်ဒီနည်းနဲ့တိုင်းလှုပ်ရှားကြည့်ပါအစ်ဆက်နူးညံ့ပြီးတော့အရန်စားလို့ကောင်းပါတယ်လက်ချေတို့ရောဒီတိုင်းလေးလှုပ်ရှားကြည့်ပြီးကြလားဗီဒီယိုလေးကိုချိန်ညတက်တဲ့ဆိုရင်အပေါင်းလေးနဲ့အတဲလေးပေးခဲ့ကြပါဦး